ကျွန်တော်ပထမဆုံးတစ်ချက်က platform နဲ့ device ပေါ့ဆိုတော့ကျွန်တော်တို့ mobile app တွေရေးရတဲ့အခါကျရင်ကျွန်တော်က Android အတွက်လည်းတီးတန့်အောင်သူ့အတွက် code တစ်ခုနဲ့ဒီ Android ရဲ့ configuration တွေတီးတန့်လုပ်ရေးရတယ် iOS အတွက်ဆိုလည်း iOS အတွက်တီးတန့်တစ်ခုရေးရတယ်ပြီးရင်သူ့အတွက် configuration တီးတန့်လုပ်ရတယ်ဆိုတော့ကျွန်တော် application တစ်ခုထားပါတော့ KBase ဆိုတဲ့တစ်ခုလေးရေးဖို့ကျွန်တော် Android အတွက်တီးတန့်ရေးရတယ် iOS အတွက်တီးတန့်ရေးရတယ်ဆိုတော့အဲ့ဒါတစ်ခုနောက်တစ်ခုကကျွန်တော် device ဆိုတော့ကျွန်တော်တို့ဒီ device တွေကကျွန်တော်ဖုန်းတွေဆိုတော့ရှည်တာရှိရကြီးတာရှိရဒီမှာပြီး tablet တွေရှိရ iPad တွေရှိရဆိုတော့ screen size မျိုးစုံရှိရပါဒီလိုတေးသေးလေးပူပူလေးပြီးအရှည်ကြီးအဲ့လိုမျိုးစုံရှိရအဲ့ဒါဟိုမှာကျွန်တော် Android ဒီမှာဆိုရင် version တွေရှိရ Android version ဟောင်းတွေရှိရအသစ်တွေရှိရဘာညာရှိအဲ့လိုမျိုးပါဆိုတော့ကျွန်တော် version မျိုးစုံ screen size မျိုးစုံကျွန်တော် OS မျိုးစုံအဲ့ဒါတွေကိုအကုန်လုံး live ညှိပြီးကျွန်တော် mobile app တွေရှိရတယ်ဆိုတော့အဲ့ဒါကကျွန်တော် website တွေဒီမှာလောကစဉ်းစားရမလို့တဲ့အရာတစ်ခုဖြစ်တယ်ဒုတိယနောက်တစ်ခုကကျွန်တော်ဘာလဲဆိုတော့ life cycle ပေါ့ဆိုတော့ life cycle ဆိုတော့ကျွန်တော်ဘာပြောရလဲဆိုတော့ကျွန်တော်ဒီ app တွေရှိရခါကျရင်ကျွန်တော်တို့ကဒီဖုန်းဝင်လာတာရှိမယ်တင်မှာသုံးနေခါဖုန်းဝင်လာရှိပြီဒီ app ကိုနောက် background မှာ run ထားရှိရပြီးရင်ကျွန်တော်တို့ဒီ battery saver တွေနဲ့ဖြစ်တယ်ဆိုရင်ကျွန်တော်တို့ပိတ်သွားအောင်လုပ်တာတွေရရှိမယ်ကွာအဲ့လိုမျိုးအဲ့အများကြီးကျွန်တော် life cycle ကိုကျွန်တော်ကြည့်ရတယ်ပြီးတော့ကျွန်တော်တို့ဗာလဲဆိုတော့ဒီ user တွေကကျွန်တော်တို့ဒီ app ကိုသုံးနေဆိုရင်တို့ offline လည်းသုံးနေတယ်ဆိုတော့ဒီ website တွေဆိုရင်တို့ internet ရှိမှဖွင့်လို့ရမှာဆိုတော့အဲ့ဘာမှထည့်စဉ်းစားရမလို့ mobile app တွေကျတော့ကျွန်တော်တို့ကinternet မရှိတဲ့သုံးအောင်စဉ်းစားရတယ်ဆိုတော့အဲ့ဒါဒုတိယအချက်ခက်တာဖြစ်တယ်တတိယအချက်ကကြာ distribution ဆိုတော့ကျွန်တော်တို့ကဒီ website ဆိုရင်ကျွန်တော်တို့တခုတင်ပြီဆို hosting လုပ်တယ်ဆိုချက်ချင်းရတယ်ပြီးရင် update လုပ်မယ်ဆိုလည်းချက်ချင်း update ဖြစ်တယ် mobile app ကအဲ့လိုမဟုတ်ဘူးကျွန်တော် app တစ်ခုတင်ရင်အနည်းဆုံးတစ်လလောက်ကြာတယ်ဆိုတော့ app တစ်ခုတင်တစ်လအကျော်လောက်တစ်လကျော်လောက်ကြာတယ်ကွာသူတို့ Google နဲ့ဒီ app ရဲ့ဆောင်းရင်သူတို့ policy မျိုးစုံရှိရအဲ့ policy မျိုးစုံသူတို့ကအဲ့လိုမျိုးတည်မှာအကုန် reject ချတယ်သူတို့အဲ့ဒီ app ကိုသူတို့ပေါ့အဲ့ဒီ Play Store တို့ App Store ပေါ်မှာတင်ဖို့မေကွန်အခု1000လောက်ဖြည့်ရတယ်မေကွန်အခု1000လောက်ဖြည့်ပြီးတော့မှသူတို့ policy နဲ့နည်းနည်းလေးမကိုက်ဘူးဆိုတာနဲ့ account ban တာတို့ reject ချတာတို့အဲ့ဒီလုပ်ပြတယ်အဲ့ဒါအပြင်ကကျွန်တော်တို့တခုတင်ပြီးတော့လို့ရောက်သွားရင်တော့မှကျွန်တော် update လုပ်ရင် update တစ်ခါလုပ်ရင်တစ်ပတ်ဆောင်ရတယ်ဆိုတော့ကျွန်တော်ဒီ feature အသစ်တွေတခုထည့်ဖို့ update တစ်ခါလုပ်တယ်ဆိုရင်သူတို့ကတစ်ပတ်လောက်စစ်သေးတယ်စစ်ပြီးတော့မှအဲ့တော့ထည့်ပြီး reject ချသေးတယ်အဲ့လိုမျိုးပါဆိုတော့အဲ့ဒါကိုမျိုးစုံဖြတ်တန်းပြီးတော့မှကျွန်တော်တို့ကအပေါ်ရောက်တာဖြစ်တယ်ဆိုတော့အဲ့အတွက် distribution လုပ်ရတယ်ရန်ခက်တယ်ပြီးရင်တတိယစရုပ်ထားတစ်ခုပေါ့စရုပ်ထားတစ်ခုကဘာလဲဆိုတော့ device hardware ပေါ့ကျွန်တော်တို့ဒီ device ပုံမူတည်ပြီးတော့ကျွန်တော်တို့လိုက်ပြီးတော့ integration လုပ်ရတယ်ဆိုတော့ဒါပေါ်ဒီမှာဆိုရင် camera ရေးရှိရယ်ဖုန်းထဲမှာကျွန်တော်တို့ဒီ app ကကွာဒီဖုန်းထဲကအရာတွေ source တွေယူသုံးတာဟောဒီမှာ camera တွေပြီး GPS တွေပြီး fingerprint တွေအဲ့ဒါတွေကို integration တွေလိုက်လုပ်ရသေးတယ်အဲ့ဒါလည်းခက်ခဲပြီးနောက်ဆုံးတစ်ခုကကျွန်တော်ဘာလဲဆိုတော့ resource management ပေါ့ဆိုတော့အဲ့ဒါဘာကိုပြောရလဲဆိုရင်ကျွန်တော်တို့ဒီ device တွေမှာကျွန်တော်တို့ကဟိုရှိရကွာ CPU နည်းရရှိရ GB တည်မှာလို့ storage မလောက်တာရှိရဖာညာတတာကပေါ့ကျွန်တော်တို့ device ပေါ်မူတည်ပြီးတော့အဲ့လိုမျိုးရှိဆိုတော့ကျွန်တော်တို့ app ကရန်ကြီး complex ဖြစ်နေဆိုရင်တချို့ဖုန်းတွေ CPU မနိုင်လို့ထွက်သွားမှရှိရဒီမှာ app is not responding ဆိုပြီးထွက်သွားရပါရှိရပြီးတော့ကျွန်တော် storage ဆိုတော့ကျွန်တော် application size ကိုသေးနိုင်မြတ်သေးအောင်ကျွန်တော် like ရှိရသေးတယ်ကျွန်တော် website ဆိုရင်တခါမှအဲ့ size တွေပါစဉ်းစားရမလို့ကျွန်တော်တို့ကဒီမှာ application ကိုဒါတွေထည့်လိုက်ရင် size ကြီးသွားမလားအဲ့ဆိုရင်လူတွေမတောင်းကြတော့ဘူးဆိုပြီးစဉ်းစားပြီးတော့ like ရှိရရှိသေးတယ်အဲ့တော့အဲ့ဒါတွေအားလုံးကိုကျွန်တော်ခြုံပြီးကြည့်လိုက်ရင်ကျွန်တော် website development အများကြီးခက်တာဖြစ်ပါတယ်